RCD တို့ပြောရင်လည်းမှန်တယ် RCCB တို့ပြောရင်လည်းမှန်တယ် ESCB တို့ပြောမယ်ဆိုရင်ကတော့ ESCB မှာ2မျိုးရှိတယ်ကားရန် ESCB နဲ့ဘိုးရီ ESCB ဆိုပြီးတော့ကားရန် ESCB ဆိုတာကအခုလက်ရှိကျွန်တော်တို့ modern system ခေတ်မီလက်စစ်စနစ်တွေမှာသုံးနေတဲ့ RCD RCCB မျိုးစားတွေပဲဖြစ်တယ်ဘိုးရီ ESCB ဆိုတာကတော့အရင်ကသုံးနေတဲ့ electrical protection device တစ်ခုပေါ့ဘိုးရီ ESCB ကိုတက်စစ်ပုံနည်းစနစ်ကပုံမှန်တိုင်း land neutral breaker စီဝင်တယ်ဒီဘိုးရီ ESCB breaker ကနေထွက်လာတဲ့ land neutral ကိုအသုံးပြုမဲ့လက်စစ်ပစ္စည်းကြီးကိုသွားတယ်အဲ့ဒီမှာ F လို့ခေါ်တဲ့တာမနယ်မှာဝါကြိုးတစ်ချောင်းက F တာမနယ်ကနေအသုံးပြုမဲ့လက်စစ်ပစ္စည်းရဲ့ stamp frame စီဆက်သွယ်ရတယ်အဲ့ဒီ stamp frame ကလည်း consumer app ချိတ်ထားရတယ်ပေါ့ပြီးတော့နောက်တစ်ခါ E လို့ခေါ်တဲ့တာမနယ်ကနေဝါကြိုးတစ်ချောင်းထွက်လာပြီးတော့အဲ့ဒီဝါကြိုးက separate အသင်လို့ခေါ်တဲ့အတစ်ခုစီကိုသွားပြီးတော့ဆက်သွယ်ရတယ်ပေါ့ဒါကသူ့ရဲ့ installation ပုံပါဒီလိုအနည်းငယ်ရှုပ်ထွေးတဲ့တက်ဆင်မှုတွေကြောင့်အခုလက်ရှိ modern system လက်စစ်ခေတ်မီလက်စစ်စနစ်တွေမှာတော့အသုံးပြုလို့တော့မရှိတော့ပါဘူးကားရန် ESCB မျိုးစားတွေဖြစ်တဲ့အခုလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ RCD RCCB breaker တွေရဲ့ construction ကိုလေ့လာရမယ်ဆိုရင်တော့ ဆော့အာရုံနဲ့ပြုလုပ်ထားတဲ့ကိုးတစ်ခုရှိတယ်အဲ့ဒီကိုးတစ်ခုမှာ power supply တာမနယ်ကနေ line ညချွဲဝါကျုံးတစ်ချောင်းဟာဒီကိုးကိုအတီးတီးရစ်ပတ်ပြီးတော့လှုပ်ဆိုင်တာမနယ်စီသွားထားတယ်အလားတူပဲထွတ်ကွိုင်ဆိုတာတစ်ခုရှိတယ်အဲ့ဒီထွတ်ကွိုင်ကလည်းဒီကိုးမှာပဲရစ်ပတ်ထားတယ်ပြီးတော့ twist contact နဲ့ချိတ်ဆက်ထားတယ် RCD breaker ရဲ့အလုပ်လုပ်ပုံကပုံမှန်ချိန်တွေမှာသွားတဲ့လျှက်ဆက်နဲ့ပြန်တဲ့လျှက်ဆက်ကညီလူညီမျှဖြစ်နေတဲ့အတွက်လုံးမလုပ်ပါဘူးဒါမဲ့ဝါကြိုးတစ်ခုကပေါက်ပြဲနေတယ်အဲ့ဒီဝါကြိုးပေါက်ပြဲနေတဲ့နေရာကိုတံမော်တွေတစ်ခုခုဒါမှမဟုတ်လျှက်ဆက်စီးနိုင်တဲ့ရောင်ဝတ္ထုတစ်ခုခုနဲ့ထိဆက်နေတယ်ဆိုရင်တော့ဒီ breaker ကအလုပ်လုပ်မှာပါလူတစ်ယောက်က RCD breaker တက်ထားတဲ့ဒီဝါကြိုး circuit လမ်းကြောင်းမှာထိမိတယ်ကန်မိတယ်ဓာတ်လိုက်နေတယ်ဆိုရင်တော့သွားတဲ့လျှက်ဆက်နဲ့ပြန်တဲ့လျှက်ဆက်ကမတူညီတဲ့အခြေအနေတစ်ခုဖြစ်သွားတဲ့အတွက် RCD breaker ကအလုပ်လုပ်ပြီးမောင်းနှံကိုပြုတ်ကျစေမှာပါထွက်ဖြစ်စေမှာပေါ့